ရှုပေးထားတယ် DG United ဒီမဲ့လက်ကန်လာပြီးတွင်ကိုကိုစတင်ရရှိသွားခဲ့တာဖြစ်ပါတယ်တကယ်ကိုကောင်းမွန်တဲ့1 chance 1 goal ပုံစံမျိုးမှာတွင်ကိုရရှိသွားခဲ့တဲ့ DG United ဒီမဲ့ဖြစ်ပါတယ်ကျော်နံပါတ်68 TT ဘက်ကတွင်ယူသွားခဲ့တာများလက်ရှိမှာတော့ M2K တင်သွင်းကိုတကူပြန်လည်ရရှိပြီးတော့တစ်ဖက်တကူစီနဲ့တရားလက်ထွက်ပေါ်သွားခဲ့ပြီပဲဖြစ်ပါတယ်ဝချရင်ရထားသည်များဝချရင်မင်းကျူပေးတာပြီးပိတ်ပြီးတွင်ကိုရရှိသွားခဲ့တာပဲဖြစ်ပါတယ်ဒီတွင်ကိုတော့ကျောင်းနံပါတ်10ထူးမင်းလိုင်ကတွင်ယူခဲ့တာဖြစ်ပါတယ်လလပါပါပဲသွင်းယူသွားခဲ့တာပဲဖြစ်ပါတယ်ဒီသွင်းကိုကကျောင်းနံပါတ်14ကျော်ဖြိုးခန့်အသာရပဲပတ်ပြီးတော့သွင်းယူသွားခဲ့တာစစ်လက်ခဲ့လာတယ်ဂူးရများတကယ်ကိုအခိုက်အတန့်တစ်ခုကတော့အပြောင်းလဲမြန်သွားခဲ့တဲ့အခိုက်အတန့်တစ်ခုဖြစ်ခဲ့ပြီးတော့ M2K တင်ရဲ့အတွင်းကိုရရှိသွားခဲ့တဲ့အခြေအနေတစ်ခုကို VS ပြန်လဲကြည့်ရှုရမှာအတွင်းကိုဖြစ်ပယ်ဖျက်ခံလိုက်ရတဲ့အနေအထားနဲ့အတူပဲပြိုင်ဘက်အသင်းကိုလည်းအလွတ်တဲကန်ဘောတစ်ချိန်ခွင့်ပြုလိုက်ရပြီးတော့ဒီအလွတ်တဲကန်ဘောကိုပဲစစ်ကကန်သွင်းယူသွားခဲ့ပြီးတော့အခြေအနေကအလဲပြောင်းအရမ်းမြန်သွားခဲ့ပြီး M2K တင်ဦးဆောင်ကိုရရှိတဲ့အခိုက်အတန့်တစ်ခုကနေပဲပြင်မဲ့တင်းကဥဆောင်ကိုပြင်နေရရှိပြီးတော့ 3-2 ဆိုတဲ့ရလဒ်နဲ့ TG United တင်းကဥဆောင်ဝင်ရရှိသွားခဲ့တာဖြစ်ပါတယ်အကဲနားတယ်လက်ရှိကမှာတော့ TG United တင်းနဲ့ M2K တင်းတို့ရဲ့ပွဲစဉ်ကပွဲပြီးဆုံးလို့သွားခဲ့ပြီပဲဖြစ်ပါတယ်ပွဲပြီးဆုံးသွားချိန်မှာတော့ TG United တင်းက M2K တင်းကို3-2 ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်